အရှိအလဲပိုင်းဒေသမှာအမေရိကန်ပြည်ထောင်စုအစ္စရေးနဲ့အီရန်တို့ကြားစစ်ရေးတင်းမာမှုတွေဟာအရှိန်မြင့်တက်နေပါတယ်။ဒီလိုအချိန်မှာအီရန်နိုင်ငံဘက်ကဒေသတွင်းနိုင်ငံတွေကိုစီလုံးပူးပေါင်းကြဖို့တိုက်တွန်းလိုက်ပါတယ်။ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာအီရန်တန်မကြီးအလီရီဇာအီနာဒီကအရေးကြီးတဲ့ပြောကြားချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ပင်လယ်ကွေ့ဒေသကနိုင်ငံတွေအနေနဲ့ပြင်ပအင်အားကြီးနိုင်ငံတွေပေါ်အားကိုးနေတာကိုရှော့ချရမယ်လို့ဆိုပါတယ်။ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုလည်းတိုက်တွန်းခဲ့ပါတယ်။တန်မကြီးရဲ့အဆိုအရပင်လယ်ကွေ့နိုင်ငံတွေဟာအိမ်နီးချင်းတွေချစ်တဲ့အတွက်ခွဲခြားလို့မရဘူးလို့ဆိုပါတယ်။ဒေသတွင်းတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်6နိုင်ငံအီရတ်နဲ့အီရန်တို့ကြားပိုမိုနှက်ဆိုင်နဲ့ဆက်ဆံရေးတိစောက်ဖို့အလေးပေးပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒေသတွင်းအခြေအနေတွေကတော့ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကစတင်ပြီးပင်လယ်ကွေ့ဒေသမှာဒုံးကျည်နဲ့ drone တိုက်ခိုက်မှု2000ကျော်ဖြစ်ပွားခဲ့ပါတယ်။ဆော်ဒီအာရေဗျနိုင်ငံရဲ့အရေးပါတဲ့ရေနံလုပ်ငန်းတချို့လည်းထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအီရန်ဘက်ကရှင်းလင်းချက်ထုတ်ပြန်ထားပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုတွေဟာအမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးတို့ရဲ့စစ်ရေးပြစ်မှတ်တွေကိုသာရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ဆော်ဒီနိုင်ငံကရေနံတန့်စင်စစ်ရုံတွေကိုတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့ဆွတ်ဆက်ချက်တွေကိုတော့အပြတ်အသက်ငြင်းဆိုထားပါတယ်။ထို့ပြင်အီရန်နိုင်ငံကြီးရဲ့ဝန်ကြီးအဘတ်အာရချီကလည်းထူးခြားတဲ့ဆွတ်ဆက်ချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးတွေဟာပင်လယ်ကွေ့နိုင်ငံတွေကိုလျှို့ဝှက်စွာတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒီလိုယူဆနိုင်တဲ့ထောက်လှမ်းရေးအချက်လက်တွေကိုလည်းအီရန်ဘက်ကရရှိထားတယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်တိုက်ခိုက်မှုတွေရဲ့အမှန်တကယ်လက်တည်တရားခံကိုဖော်ထွင်းနိုင်မှုအီရန်ကကမ်းလှမ်းချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ဒေတာတွေနိုင်ငံတွေပါဝင်တဲ့ပူးတွဲစုံစမ်းရေးကော်မတီတရက်ဖွဲ့စည်းဖို့တောင်းဆိုထားပါတယ်။နောက်ဆုံးအနေနဲ့အီရန်ဘက်ကယခုဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခကိုဒေတာတွင်အဖို့အတင်းအကျပ်ထိုးထွင်းခံရတဲ့စစ်ပွဲတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးတို့ရဲ့စစ်ရေးတိုက်ခိုက်မှုတွေရပ်တန့်မှာဒေတာတွင်တင်းမာမှုတွေပြေးလည်နိုင်မယ်လို့သုံးသပ်ထားကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။